အားလုံးမင်္ဂလာပါကဲ PNG ကိုအလုပ်လာလုပ်ဖို့အတွက်အရန်စိတ်ဝင်စားတဲ့လူတွေအတွက်ကိုဒီဗီဒီယိုလောက်ရခြင်းဖြစ်ပါတယ်เนาะဆိုတော့ဒီမှာကဘယ်လိုလုပ်ရလဲဘယ်လိုနေရတယ်လဲဒါတွေကိုခင်ဗျားတို့ကမသိကြအောင်တကယ်လက်တွေ့ရောက်လာမှာပဲကြုံကံမှာပဲဒီလိုပါလားဆိုပြီးတော့ဖြစ်ကြတယ်ကျွန်တော်ကိုတွေ့ပါเนาะဒါ sharing လုပ်ခြင်းဖြစ်ပါတယ်မနေ့ကအတွေ့အကြုံကိုပြောရမယ်ဆိုလို့ရှိရင်ဒီမှာမနေ့ကအတွေ့အကြုံမပြောခင်မှာကျွန်တော်အလုပ်ရဲ့နေချောက်ရင်ကျွန်တော်ပြောပြချင်တယ်ဘာအလုပ်လဲဘာလုပ်တယ်လဲကုမ္ပဏီအမျိုးအစားဘာလဲစီးပွားရေးရဘာလဲနော်ဆိုတော့ကျွန်တော်အခုလက်ရှိအလုပ်လုပ်နေတဲ့ကုမ္ပဏီကတက်ကုမ္ပဏီဖြစ်ပါတယ်ဒီတက်တွေကိုတတိယတက်တွေကိုဒီက local တွေ share နေပြီးတော့ဝယ်တယ်ဝယ်ပြီးလို့ရှိရင်သူ့ရဲ့စက်ရုံမှာဖြတ်တယ်ဖြတ်ပြီးလို့ရှိရင်သူ့ကိုအပိုင်းတေးလေးတွေဖြတ်တယ်ဖြတ်ပြီးလို့ရှိရင်သူ့ကိုအလှဆင်ပြီးတော့ packing ထုတ်ပြီးတော့မှ container တွေကို pack လုပ်ပြီးတော့မှနိုင်ငံခြားကို export တင်တယ်ဒါစီးပွားရေးအကျဉ်းကိုပြောပြလိုက်တယ်အဲ့တော့လောဆယ်ဒီမှာကစက်ရုံမှာနေတဲ့နိုင်ငံခြားသားဆိုလို့ရှိရင်မြန်မာနိုင်ငံကျွန်တော်1ယောက်ရှိမယ်နီပေါ2ယောက်ရှိမယ်ဖိလစ်ပင်း1ယောက်ရှိရယ်ပြီးတော့တရုတ်2ယောက်ရှိရယ်အလုပ်ရှင်ကလည်းတရုတ်ပဲဆိုတော့သူ့ရဲ့လူကန်2ယောက်ကိုထားတယ်မနေ့ကအဖြက်ကဘယ်လိုလဲဆိုတော့ဒီကမြေရှင် land owner အမျိုးသမီး1ယောက်သူကဒီတရုတ်2ယောက်ကိုမကြိုက်ဘူးဘာလို့မကြိုက်တာလဲဆိုတာဒါအတိအကျကျွန်တော်လည်းမသိဘူးmaybe သူတို့ရဲ့ communication ကြောင့်မကြိုက်တာလားဒါမှမဟုတ်ရှင်သူတို့ရဲ့ character ကြောင့်မကြိုက်တာလားမကြိုက်တဲ့အကြောင်းရင်းအများကြီးဖြစ်နိုင်တယ်ဒီ2ယောက်ကဒီက local language မရဘူး Chinese တစ်မျိုးပဲရတယ် English လည်းမရဘူးဆိုတော့ဒီ communication ကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေကြောင့်မကြိုက်တာလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ land owner ဒီအမျိုးသမီးကဒီ2ယောက်ကိုမကြိုက်ဘူးမကြိုက်တော့မနေ့ကဘာဖြစ်လဲဆိုတော့ပြင်ပြားတွေနဲ့ရိုက်တယ်အဲ့အမျိုးသမီးကဒီတရုတ်2ယောက်ကိုရိုက်တယ်အဲ့အချိန်မှာကျွန်တော်ဘယ်မှာလဲဆိုတော့ကျွန်တော်နေတဲ့ဒီ guest house ဝင်းထဲမှာပဲကျွန်တော်ဘာလုပ်နေလဲဆိုတော့ကျွန်တော်စီဖြည့်ဖို့အတွက်လာတာမိဆက်အတွက်ကိုစီဖြည့်ဖို့အတွက်လာတာစီကဘယ်နားမှာထားလဲဆိုတော့ဒီမှာထားတယ်စီဖြည့်ပြီးတော့ကျွန်တော်ဒီမှာပြပါတွေဒီမှာပဲထားဒီမှာပဲရှိသေးရယ်စီဖြည့်လို့ပြီးတာပဲရှိသေးရယ်ဒီကနေစီဖြည့်ပြီးတော့ကျွန်တော်ဟိုဘက်ကိုသွားပြီးတော့လက်သွားဆေးရယ်လက်ဆေးပြီးကစားပဲရှိသေးရယ်ဒီဘက်ကနေပြီးတော့အတန်အကျဲကြီးကြားရတယ်အမျိုးသမီးအော်တဲ့အတန်အကျဲကြီးကြားရတယ်ဘာမှဖြစ်တာလဲပေါ့ကျွန်တော်အထဲထဲကနေပြီးတော့ပဲနားဆွင့်နေခဲ့တယ်ခဏအကြာမှာပဲတရုတ်2ယောက်ကရောက်လာတယ်အထဲထဲကိုရောက်လာတယ်ဒီတကားဖွင့်ပြီးတော့ရောက်လာတယ်ဒီတကားဖွင့်ပြီးတော့ရောက်လာဒီတကားဖွင့်ပြီးတော့အထဲဝင်လာတဲ့အချိန်မှာသူတို့အချိန်တွေကိုကျွန်တော်အကဲခတ်ကြည့်တဲ့အခါကျတော့သူတို့လက်မောင်းတွေကိုဒီလိုတက်နေရဲ့အချိန်တွေနဲ့အထဲဝင်လာတော့ရိုက်ခံရပြီနဲ့တူတယ်လို့ကျွန်တော်ထင်လိုက်တယ်သူတို့မေးတော့လဲသူတို့က English လည်းမရဘူးဒီက language dog fishing လည်းမရတဲ့ဖြစ်တဲ့အတွက်ကိုသူတို့အမှုရာနဲ့ပဲစကားပြောရတယ်ဆိုတော့အမှုရာနဲ့ကျွန်တော်ပြောကြည့်တဲ့အခါကျတော့ကျွန်တော်ထင်တဲ့အရာဖြစ်နိုင်တယ်လို့ကျွန်တော်သိချသွားတယ်အဲ့တော့ဒီတကားကိုကျွန်တော်ဖွင့်ပြီးတော့မှဒီတကားကိုကျွန်တော်ဖွင့်ပြီးတော့ဒီဘက်ထက်ကိုထွက်လာတဲ့အချိန်မှာဒီ
ဒီနားလေးမှာအဲ့ forklift container ရပ်ထားတဲ့နားမှာလူအုတ်တအုပ်အလုသမားတွေရောက်လာတယ်အပြေးတလွားဒီဘက်ထက်ကိုလာနေအောင်တွေးလိုက်တော့ကျွန်တော်ဒီနားမှာပဲရက်ပြီးတော့အဝင်ဝါနာပဲရက်ပြီးတော့သူတို့ကိုမေးလိုက်တယ်ဟာဘာဖြစ်တာလဲဆိုတော့သူတို့အမှုရောက်ကြည့်လိုက်တဲ့အချိန်မှာသူတို့ကမကြေမနက်ဖြစ်ပြီးတော့ထိုးခြင်းနဲ့ကြိတ်ခြင်းနဲ့ရိုက်ခြင်းနဲ့အမှုရဖြစ်နေတယ်အဲကြောင့်မလို့ကျွန်တော်လည်းရှေ့ဆက်မသွားရတော့ပဲနဲ့ဒီနားမှာပဲရက်ပြီးတော့အကျိုးကြောင့်မေးပြီးတော့မှအချိန်နဲ့မကောင်းတော့မှहाँ काला केबल का टायर कौन सा काला केबल का टायर ऐसे ज्वाइन करने वाला भाई सुबह में आप लेके आया ना मैंने किधर डाला है सुबह में आप लेके आया जनरेटर रूम से आप लेके आया रात को सॉरी मैं भूल गया था हाँ सॉरी दारो तू आरो निपो ကျွန်တော်ထက်အရင်ရောက်ထားတော့ကျွန်တော်ရဲ့ senior ပေါ့နော်သူမေးတော့လဲသူကို respect ထားတဲ့အနေနဲ့ကျွန်တော်ဖြေပေးကြရတယ်အဲ့တော့ခုနဆက်ရမယ်ဆိုလို့ရှိရင်အချိန်နေမကောင်းမှန်းကိုကျွန်တော်အချိန်နေကက်ခက်ကြည့်နေအချိန်မှာသူတို့ဘာပြောလဲဆိုတော့အဲ့တရုတ်အဖိုးကြီး2ယောက်ကိုတဲ့အထက်မှာထည့်ပြီးတော့တောက်ခတ်ထားတဲ့မဟုတ်လို့ရှိရင်ငါတို့ရိုက်မယ်တဲ့အဲ့လိုပြောတဲ့အခါမှာမဟုတ်ဘူးလို့အဲ့လိုမလုပ်ရဘူးလို့ဆိုပြီးတော့ကျွန်တော်တို့ဟိုထိန်ဖို့အတွက်ကိုစူးစမ်းကြည့်တဲ့အချိန်မှာအရှင်တွေကမရနိုင်တော့ဘူးလို့ထင်တော့ကျွန်တော်ဒီကနေပြီးတော့အထက်ကိုဒီလိုဝင်လာပြီးတော့မှဒီတကားကိုဒီလိုပိတ်လိုက်တယ်ပိတ်ပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အမြန်ဒီလိုလမ်းလျှောက်ပြီးတော့မှဒီမှာဒါကျွန်တော်အထက်ကိုသွားတယ်ဝင်ပေါက်ရှိတယ်ရှန်ဒီဘက်ထက်ကိုဝင်လာခဲ့လိုက်တယ်ဒီမှာကြောက်တွေပါတွေ့ရမယ်ဒီမှာကြောက်တုံးနေအထက်ဝင်လာပြီးတော့တကားကိုဒီကနေပြီးတော့ကြောက်ပိတ်လိုက်တယ်ဒါကြောပြဖို့အတွက်ကိုဒါလောက်ရရင်ဖြစ်တယ်ဒါကတော့ကျွန်တော်တို့ရဲ့လောက်ဖို့ကိုင်းဖက်ဖိလစ်ပင်းပါသူ့ကိုဒီဒီလို့ခေါ်ပါတယ်နော်ဒီဒါနည်းနည်းမှောက်နေတော့ like ဖွင့်လိုက်ပါမယ်ဆိုတော့ဒီမှာတကားကိုပိတ်ပြီးတော့မှဒီအထဲမှာပဲဒီနားမှာပဲကျွန်တော်တို့အတဲထဲမှာနေကြတယ်ဘာဖြစ်လို့အထဲမှာနေတာလဲဆိုတော့အထက်မှာနည်းနည်းစိတ်ချရတယ်နည်းနည်းလုံခြုံတယ်ဒီကဗတင်ပေါက်တွေကအစအပြင်မှာတန်စကားတွေတတ်ထားတယ်ဆိုတော့အလွယ်တကူဝင်လို့မရဘူးဒါမှမဘာရှိလဲဆိုတော့ဒီမှာစကရူတွေဆွဲထားတယ်စကရူဆွဲထားတာရှိရယ်ဆိုတော့ဒီဟာတွေကိုဖြုတ်လိုက်လို့ရှင်တော့အလွယ်တကူအထက်ကိုဝင်လို့ရတယ်အဲ့တော့အထက်ထဲမှာကျွန်တော်နေနေကြတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့